မိတ်လိုက်တဲ့မျက်လုံးတွေမနှက်ပြန်ဖွင့်မလာနိုင်ခဲ့ငါချစ်တဲ့ငါမိသားစုစီကိုငါဘတော်မှပြန်မလာနိုင်ခဲ့ချင်းဖွေးနေကြငါတငယ်ချင်းတွေကိုငါစကားတွေထပ်မပြောနိုင်ခဲ့ငါမိမိရဲ့လူတယောက်ကိုအုံနောက်မထပ်ပြီးငါပုံမပေါ်နိုင်ခဲ့မိရတဲ့နဲ့ရင်မြင်မွေးပြီးတဲ့ကျေးဇူးကငါပြန်မဆက်နိုင်ခဲ့လူလောကရဲ့ဆွဲခေါ်လာတဲ့အဖေကိုငါဘာမှမလုပ်ပေးနိုင်ခဲ့ငွေရတဲ့ဝင်ငွေလေးနဲ့ကျွန်တော်ဤတစုံတော့မကတော့နိုင်ခဲ့ဖိနေမင်းမျက်နှာကိုကြည့်ပြီးတငယ်ချင်းတွေနဲ့ဝေစားခြင်းတာမပြိုင်ခဲ့ဖန်ဆင်းပြီးတဲ့ဘုရားသခင်ကိုဥသုံးနေကြဒုက္ခတွေအတွက်ဘုမကတ်နိုင်ခဲ့ဉာဏ်ငွေပြီးတဲ့ကဘာမြေပေါ်မှာပင်တပင်တော့မဆိုင်ပေးနိုင်ခဲ့အမနစ်တွေစိတ်ကူးရင်ပြီးမနှက်ဖြန်တွေကိုမသေးကြနိုင်ခဲ့သူ့ကိုဘာတွေငါလုပ်ပေးပါမယ်ဆိုပြီးကတိတွေနဲ့အာမချောင်းနိုင်ခဲ့နှက်ပြည်ငယ်ပဲဟာရွေးမလဲလို့ငါတယောက်ကများမေးခဲ့တိတ်မဘာတွေငါလုပ်ခဲ့မိလဲဆိုတာမိနစ်ပိုင်းစာအချိန်ပေးပြီးမတွေးခဲ့ငါရေးပေါ်စီတွေးခေါ်ရကောင်းတဲ့ချက်ပြီးငါသမိုင်းငါမရေးခဲ့လှုပ်ချင်တာတွေလုံနေငါချစ်တဲ့သူတွေတုံးစားထည့်မတွေးခဲ့သက်ရှိရင်ယူသူကစတင်တဲ့ဂီတကိုလက်ရှိအာတစ်တွေကိုကိုးချရတွေးခဲ့ကျောင်းတော်ဘဝမှာဗလာစာအုပ်ပေါ် ready လက်တဲ့ဆန်းပြီးမရေးခဲ့ချင်းခဏလောက်ပေးပြီးအမေဖြစ်စေချင်တာမေကိုမေးခဲ့ငွေချင်းတွေလောက်အမေကိုချိန်ပေးခဲ့အမေအဆင်ပြေလားလို့မေးခဲ့ရက်တော့ပြီးပြန်လာတဲ့ရက်နဲ့မေးပဲအဖေပေးမှာမေးခဲ့ဖေးရဲ့စိတ်ပင်မဲ့မှုတွေကိုမေးခဲ့အဖေအဆင်မပြေမှုတွေကျွန်တော်တွေ့ခဲ့ကျွန်တော်လည်းအဖေတို့တောက်တက်ပြီးကျွန်တော်လူတွေကြောင့်ဖေးကိုသာမေးခဲ့ကျွန်တော်အိမ်မဆိုးရမဲ့ပြီးတကြီးနှုတ်ထားရှာတဲ့အချိန်မှာအဖေကိုသာမတွေ့ခဲ့အမှုပညာချင်းတူမဲ့ဒီကဆရာတွေနိုင်ငံလူတွေမျက်နှာပေးခဲ့တန်မိုးရှိတဲ့ artist တယောက်ကိုဒီလူတွေသာတန်မိုးတွေ့ခဲ့ဆရာအောင်ချင်းတို့ဖြစ်တယ်လို့မသိခဲ့အစီဝင်ပိုင်းရှင်မဲ့ပြီးမသိခဲ့စာပေနဲ့ကြပြားတွေကိုမမေးခဲ့ဒီလူတွေတချင်းတွေကိုမမေးခဲ့ဒီလိုမလိုတဲ့ຢာတွေကိုတွေ့ရင် secret ပြရွှေဖို့ထီကိုမေးခဲ့ငါမှချစ်ရဆုံးသူနဲ့ဘတော်မှပြန်မစုံနိုင်တော့တဲ့အထိသာမဝေးခဲ့မင်းနဲ့ငါသာဘဝမှာမတွေ့ခဲ့ချစ်ရကြောင်းတွေကြောပြပြီးတော့ငါ့ချစ်ရလားလို့မျိုးမမေးခဲ့မင်းရောငါရောနာကျင်မှာမဟုတ်ဘူးလေဘာသာအများကြီးရှိရဲ့အထဲမှာယူမျိုးစီမို့သိရင်ဘယ်သွားရအောင်မလဲသိပပညာလို့တွေးတိုင်းတော့ဘောမရှိရလက်ခံလဲလက်ရှိမှာဘာလို့မလဲကိုနေပဲဆိုင်တဲ့ဒုက္ခကိုဘယ်သူမှမကူညီလို့ဘာသာမဲ့တယောက်လို့ပြတ်တမ်းမလားဖျားသခင်လေးဦးကိုရန်တိုက်မလားမင်းဘာလို့မလဲနှလုံးဖွင့်လို့သက်ရှိသေးမဲရင်ဆုံးဖျားသခင်ကိုကျေးဇူးတင်ပြီးမင်းဖေနဲ့မင်းမေကိုကျေးဇူးတင်ညီထိုင်ခွင့်ဆက်ပေးလို့ကဘာကြီးကိုကျေးဇူးတင်မြတ်အားလုံးကိုကျေးဇူးတင်မင်းကိုမင်းနဲ့ကျေးဇူးတင်စောင့်ကြည့်ရုပ်တဲ့လူတွေကိုကျေးဇူးတင်ဘဝအတွက်သင်ခန်းစာတွေပေးလို့အကယ်လို့တယောက်တည်သွားမျိုးနဲ့သူကမင်းတို့ထက်အပူပဲရှင်းသွားပြီဘဝစကလုံးတွေလည်းငင်းစရာမရှိတော့နောက်ကျောကထိုးမထားတွေလည်းကျင်းသွားပြီသူခောက်နေကြတကားတွေလည်းပွင့်သွားပြီမှောင်တွေလင်းသွားပြီပတ်စံရလွှမ်းမိုးမှုတွေလူသားချင်းဖောက်ပြန်မှုတွေလည်းကျင်းသွားတယ်။နာရမှာမင်းကိုမင်းပဲဘဝတရားလွယ်တလောက်ရှင်ရအခက်တယ်။ဘာဖြစ်မစွန့်ပြည့်ရတဲ့အမိရှိသေးတယ်။အရှုံးပေးရမမှန်နဲ့ကြိုးစားပါ။တို့တော့ဘေးမှာရှိနေတဲ့လူတွေအကောင်းဆုံးတန်ဖိုးထားပါ။မင်းကိုမင်းလည်းအကောင်းဆုံးချစ်ပေးလိုက်ပါ။ Yeah